ချန်ပီယံလောင်းဂျိုရှွာဗန်နိုင်ပွဲကြောင့်မြန်မာလူငယ်တွေစိတ်ထဲဘယ်လိုဖြစ်နေမလဲလက်တီကောင်းမာရီဆိုတဲ့ဘရူနိုဆေးဗာတယောက်ကိုဂျိုရှွာဗန်တယောက်အခုလိုအမောက်တိတ်သွားမယ်လို့ဘယ်သူကထင်ခဲ့မိမလဲဂျိုရှွာဗန်ကို UFC ကအချင်းချင်းစမ်းသပ်ခဲ့တဲ့စာမီပွဲမှာအောင်မဲ့ပြည့်နေပဲအောင်ခဲ့တဲ့ဂျိုရှွာဗန်တယောက်ကအခုတစ်ခါမှလည်းအကောင်းဆုံးပုံစံကိုပြသပြီးပွဲသိမ်းပြခဲ့ပြီလေဖြစ်ပါတယ်ဒီနိုင်ငံကဆရာကြီးတွေကဗန်ကိုတိုက်ခိုက်မှုတွေရှိတယ်ဆိုပေမဲ့လည်းအဲ့ဒီတိုက်ခိုက်မှုတွေကိုအလုံးနဲ့တက်တည်ပြသွားတာဖြစ်တယ်လို့နိုင်ငံတကာကအကောင်းဆုံးဖိုက်တာတွေကလည်းဖန်ကိုချီမွန်ကန်နေဖွင့်နေခဲ့ပြီလေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုထိုးသွားရတဲ့ဘရာဇီးဖိုက်တာကပေါ်တီတီဖိုက်တာတယောက်မဟုတ်တယ်လို့အလဲထိုးထားတဲ့ပွဲကလည်းမနေပါဘူး။အသက်ကလည်းဗန်ရဲ့အဖေရွယ်လောက်ရှိတာမလို့အတွေ့အကြုံများစွာကိုလည်းပိုင်ဆိုင်ထားတဲ့သူပါ။အဲ့ဒီလိုဖိုက်တာကိုအချင်းချင်းနော်တောင်းကြအောင်ထိုးပြသွားတဲ့ဗန်ရဲ့လက်သီးဟာလည်းပြောစရာမလိုအောင်တီတက်လက်ပါလုံးပြီးအားပါလုံးတာလည်းဖြစ်ပါတယ်။ One Championship ထက်အဆအရအဆင့်မြင့်နေတဲ့ UFC မှာကျွန်တော်တင်ချန်ပီယံကပတ်ကိုမကြာမီကန်မြောက်သွားနိုင်မယ့်ဂျိုရှွာဗန်တယောက်ကမြန်မာပရိသတ်တွေဒါမကနိုင်ငံတကာပရိသတ်တွေကိုလည်းအရင်ကတက်ကိုပုံမပိုင်ဆိုင်သွားခဲ့ပြီလေဖြစ်ပါတယ်ဂျိုရှွာဗန်ရဲ့ကစားပုံကတကယ်ကိုကြောက်ခမက်လိဖြစ်ပါတယ်ဂျိုရှွာဗန်အကြောင်းကနေတီးလိုက်ရတဲ့ကဗီဒီယိုတိုင်းမှာပြောနေတယ်လို့ပဲကျူးဆိုင်ဖြစ်နိုင်ပါတယ်ဒီနိုင်ငံမှာရှိနေတဲ့လမ်းဘေးမှာပဲရန်ဖြစ်ချင်နေတဲ့လူငယ်တွေကိုပြောပြချင်တာတခုကအဲ့ဒီလောက်ထိုးသက်ချင်နေဆိုရင်တော့တေချာလေးကို train ပြီးဗန်နိုနိုင်ငံအတွက်လည်းဂုဏ်ယူရပရိသတ်တွေလည်းအများကြီးကိုပိုင်ဆိုင်သွားမယ်ဖိုက်တာတွေဖြစ်အောင်ကြိုးစားကြည့်လိုက်ပါခင်ဗျားတို့တကယ်လုပ်တယ်ဆိုရင်တော့တကယ်ဖြစ်နိုင်ပါတယ်ဒီနိုင်ငံကလူငယ်တွေဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲဖွင့်နိုင်ကြပါစေဗျာ